သားသမီး24ယောက်ကိုရှစ်ပြုနာသားလုပ်ပေးလိုက်တဲ့မင်းသမီးကြီးခိုင်နေဝေကဲပရိသတ်ကြီးတို့မြန်မာနိုင်ငံကမာသာထရီဆာလို့ပြောပါဆိုရင်မိဘမဲ့ကလေးတွေကိုကိုယ့်ရဲ့သားသမီးရင်းချလို့မျိုးလူရိသိမ်းမရှိပြုစုပြောထားပေးနေတဲ့မိကေကြီးလို့လည်းပြောလို့ရှာပါတယ်။အဲ့ဒါပြင်ခိုင်နေဝေစီမှာမွေးစားခင်ရတဲ့မိဘမဲ့ကလေးတိုင်းဟာပုံမှန်မိဘတွေထက်တောင်မှပြည့်ပြည့်စုံစုံထားနိုင်တယ်လို့တချို့မိဘတွေဆိုရင်သူတို့ရဲ့သားသမီးကိုခိုင်နေဝေစီမှာထားနိုင်ဖို့တောင်မှတောင်းဆိုနေကြပါသေးတယ်။ဒါပေမဲ့လေဒီလိုမျိုးစိတ်စေတနာပြည့်နေအရာရာဖြည့်ဆည်းပေးနေပါလေဆိုတဲ့သူမဟာကလေးတွေရဲ့ကျန်းမာရေးတွေနဲ့တကယ်လိုအပ်သူတွေကိုသာတိတိကျကျစာချုပ်စာတမ်းနဲ့ကူညီပေးနေကြတာတော့ပြောရမှာပါအခုဆိုရင်လေခိုင်နေဝေကေယာမှာရှိနေတဲ့ကလေး24ယောက်ကိုရှင်ပြုရာတီရောက်လာတာကြောင့်သူကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပြီးတော့ရှင်ပြုရဟန်းကန်လုပ်ပေးနေကြတာပဲဖြစ်ပါတယ်တေချာတာတကူကတော့မေမေခိုင်နေဝေရဲ့ပြုစုမှုဟာအတော်လေးကိုမှတည်သက်လွန်းတာကြောင့်ဒီကလေးတွေကိုဘလို့ကြီးပြင်းလာမလဲဆိုတာကတော့အတော်လေးကိုမှစူးစမ်းဖို့ကောင်းနေပါပြီနော်အာပီနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေလူပညာရှင်တွေသတင်းတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်